ဝတ်သားကိုအသားတိတ်တက်အသားတိတ်တန့်ပြုတ်လာတာပဲစီတွေထည့်ပြီးတော့ပဲစီတို့ QC တို့အရသာမှုတ်တွေထည့်ပြီးတော့ဒါပြီးရင်ဒါနဲ့လီးပြီးတော့ရှင်းနဲ့တူစားပါဒါဆိုပဲစီโอเคပပကျူးကျူးလုပ်ပြီမနော်ကျူးကျူးကြော်ပြမယ်ရှယ်ပြီးပါမကြည့်တိတ်မနူးသေးရနှက်စားကြတာတိတ်မနူးသေးရရှယ်ဖြစ်တော့ပြီ